အဲကြောင့်ဘာပဲဖြစ်ဖြစ်သင်လို့ရှိရင်သူဆိုလိုတဲ့အဓိပ္ပာယ်ကိုရှင်းရှင်းနားလည်အောင်သင်ရမယ်ဥပမာမေတ္တာသုတ်ဆိုရဆိုလူတွေပရိရွတ်နေကြတယ်ပရိရွတ်နေတဲ့ထဲမှာဒီအမွန်းကဘုရားဟောတာမဟုတ်ဘူးယတ္တနုနှုတ်တရနေယတ္တနုဘဝတော့ယက်ခနေဝတ္တဘလူတွေမပြနိုင်ဘူးဆိုတာဝဋ္ထုကြောင့်အရာပြောတာနော်ဝဋ္ထုကြောင့်အရာဘုရားစာဟောတာတော့ဆိုနော်ဒီကရဏီယမထကုသလေနယန္တတန္တပရတပိသစာအရိယစာဟောတာမေတ္တာဘာဝနာပွားရင်ဘာတွေလိုအပ်တယ်ဆိုတာပြောတယ်ဘာလို့ပွားရမယ်လို့သူတို့ပြောတယ်နောက်တစ်ခါမာတာယထာနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုတေတုမာနတံပဝေအပရိမာဏံမေတ္တာသုတ်ဟာဒီထဲမှာရွတ်ပါလို့ပြောတာမပါဘူးမရွတ်ရဘူးလို့ပြောတာမဟုတ်ဘူးเนาะတလွဲသဘောမပေါက်နဲ့ဘုရားဟောတဲ့တရားပဲတရားဖြစ်ရွတ်လို့ရနှုတ်တရမယ်ကျဲရမယ်ဒီမေတ္တာသုတ်ကိုသေချာနားထောင်ကြည့်မိခင်တယောက်တည်တဥရိသောသာသမီပေါ်မှာစုပြုံပြီးတော့သူ့ရဲ့မေတ္တာတွေရောက်ရှိသလိုတန်တဝါတွေပေါ်မှာအဲ့လိုမေတ္တာပွားနိုင်အောင်ကြိုးစားပါလို့ခေါ်တယ်အဲ့ဒါဒီမေတ္တာသုတ်လေးတွေရွတ်ပြီးတော့ပြီးနေတယ်ဆိုလို့ရှိရင်ဒါလိုရင်းမရောက်သေးဘူးလိုရင်းမရောက်ဘူးဆိုတာသိဖို့လိုတယ်လောက်တာမလောက်တာပြောတာသူဘုရားဟောတာဘာအတွက်တုံဆိုကြည့်လေဘာဝေအပရိမာဏအတိုင်းတာကန့်သတ်မရှိတဲ့မေတ္တာတရားကိုဖြစ်အောင်လုပ်ပါလို့ဘုရားဟောတယ်အဲ့ရိုးရုံနဲ့ပဲရနေလို့မရဘူးမြတ်စွာဘုရားမေတ္တာပွားခိုင်းတာမေတ္တာသုတ်ဆိုတာနော်အလုံးကဘုရားတရားတော်တွေကဘာလို့ရမယ်ဆိုတာပြောထားတာဒီကျွဲဘာလို့ရမယ်ဆိုတဲ့လုပ်ငန်းသဘောထီအောင်မရောက်ဖ ೇನೆ ဒီတမန်လေးနဲ့ရနေသေးလို့ရှင်ဒါလမ်းမဆုံးဘူးအကျိုးလည်းအပြည့်စုံရမှာမဟုတ်ဘူးမရနိုင်ဘူးအကျိုးပြည့်စုံမရနိုင်ဘူးဒါမေတ္တာသုတ်ရွတ်လို့အန္တရာယ်မကင်းဘူးလို့ပြောတာမဟုတ်ဘူးသို့တော့သူလုပ်ရမယ့်အလုပ်ကိုမြတ်စွာဘုရားမင်းရွတ်ရင်တစေသေးရဲတွေကြေးပြီးမင်းအဲ့ဒါလို့ဆိုရင်လုံလောက်တယ်လို့ပြောတာမဟုတ်ဘူးဖေဟာမေတ္တာပွားပါလို့ပဲပြောတာနော်ရွတ်ပြီးတော့အထိပ္ပယ်အရာကိုလုပ်ရမယ့်အလုပ်ကိုလုပ်ဖို့လိုတယ်ပေါ့မလုပ်ဘူးဆိုလို့ရှိရင်ဒီစာဆိုတဲ့အတိုင်းလိုက်တာလို့ပြောလို့မရဘူးအဲ့တော့မေတ္တာတို့ရွတ်ရင်အနေမကင်းဘူးလားဆိုကင်းတဲ့တော့ကဲမှာပေါ့ဘာကြောင့်အနေကင်းတာတော့ဆိုကိုကမေတ္တာပွားတယ်နောက်တစ်ခါဘုရားဟောတော့ကမေတ္တာတုတ်ကိုနားရတဲ့နတ်တွေပါတွေကနေပြီးတော့နတ်ကောင်းနတ်မြတ်တွေကနေပြီးတော့လာရောက်ပြီးတော့လှချင်းချင်းတရားနာကြတယ်တရားနာတဲ့အခါ automatic ပဲသူတို့ကြောင့်မလို့ဟိုတစေသေးရကြောက်သွားကိုကြောက်တာမဟုတ်ဘူးတခါတလေအဲ့လိုပါရှိတယ်နော်ကိုကြောက်တဲ့ထင်နေတာကိုကြောက်တာမဟုတ်ဘူးအဲ့တော့ကိုကဒီမေတ္တာတုတ်ကိုရွတ်လိုက်တဲ့အခါဘုရားတရားတော်ကိုမျက်နှိုးကြတဲ့နတ်တွေလာပြီးတော့နာကြတယ်သူတို့နာတာနဲ့ဟိုကောင်တွေပြေးကုန်သူတို့ချင်းချင်းကြနိုင်တယ်လေသူချင်းချင်းကြကိုယ်မြင်မှမမြင်ရတာမှမဟုတ်တာအဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်တွေကိုသေသေးချာချာစဉ်းစားပြီးတော့အဲ့ဒါလုပ်ဖို့လိုတယ်ဆိုတာကိုပြောချင်တာပါပဲအဲ့ဒါမှလိုရင်းအဓိပ္ပာယ်ကိုရတယ်ရောမြတ်စွာဘုရားဟောထားတာကြည်မာတာယထာနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓလူရခေမိခင်ဟာတူရီသောသာသမီကိုတဲ့အသက်ပေးပြီးတော့ဆောင်းလျှောက်သလိုအဲ့ဒီမိခင်ရဲ့မေတ္တာလိုပဲတရားဝါတွေပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားပါလို့ပြောတာဒီသုတ်တန်ရဲ့အထိပ္ပာယ်နော်ပြီးတော့နောက်ဆုံးပြောထားတာလေးအကြည့်ဦးဒိဋ္ဌိဉ္စနုပက္ကမသီလဝါဒတနေနတမ္ပနောဆိုမေတ္တာစံရပြီမေတ္တာတွေပွားပြီးဆိုလို့ရှိရင်လေအယူလွဲသွားတတ်တယ်ဒါ side effect ခေါ်တယ်ဆေးဟာကောင်းတော့ကောင်းတယ်ဒါပေမဲ့တောက်ပါများရင် overdosage နဲ့ပြဿနာတက်သေးတယ်သူကဆေးရဲ့ side effect ဆိုတာရှိတယ်အဲ့တော့မေတ္တာမှာလည်းပဲသူကဘာဖြစ်လို့ side effect ဖြစ်တာတော့ဆိုမေတ္တာပွားတဲ့ပုဂ္ဂိုလ်ကတရားဝါအပေါ်မှာပွားရတာလူတယောက်အနေနဲ့ပဲပွားရမယ်တိရစ္ဆာန်အနေနဲ့ပဲပွားရမယ်တရားဝါအနေနဲ့ပွားရတာမေတ္တာပွားတာသူ့ရဲ့အာယုံကတရားဝါဖြစ်တယ်ပြည့်ညတ်မဟုတ်ဘူးဟောလေပရမတ်မဟုတ်ဘူးပြည့်ညတ်ပုံမှာပွားတာအဲ့ဒီတရားဝါချမ်းသာပါစေဆိုတဲ့
အနေနဲ့ပွားတဲ့အခါကျတော့ဘာဖြစ်တတ်တုံးဆိုတရားရှိတယ်ဆိုတဲ့အယူဆတစ်ခုပေါ်လာတတ်တယ်အဲ့ဒါလွယ်မှားမှုပဲအဲ့ဒါလွယ်မှားမှုကိုမရောက်ပါစေနဲ့ဝိပဿနာတရားအထုတ်တော့မယ်ဆိုရင်တရားရှိတယ်ဆိုတဲ့အတွေးမလွဲမှားပါစေနဲ့အဲ့ဒါကိုဒိဋ္ဌိစအနုပက္ခမတရားဆိုတာကိုဖျောက်လိုက်ပါမေတ္တာစိတ်ကိုပဲပြောင်းပြီးတော့ဝိပဿနာရှုလိုက်ပါရှုလိုက်တဲ့အခါမှာဒိဋ္ဌိစအနုပက္ခမဆိုအဲ့ဒါတရားကိုဖျောက်ထားလိုက်ဖျောက်ပြီးရင်မေတ္တာတရားကိုပွားပြီးတော့သီလဝါကိုကျင့်တရားနဲ့ပြည့်စုံအောင်လုပ်ပါသဒ္ဒနာတမ္ပနာမင်္ဂနဲ့အမြင်နဲ့ပြည့်စုံအောင်လုပ်ပါလို့ဝိပဿနာဉာဏ်မဲ့ကောက်ကောက်သောတပတိမဉာဏ်မဲ့ကောက်ကောက်အဲ့လိုဖြစ်ပြီးတော့သီလဝါတတရိဏတမ္ပနောကာမေတုဝိနည်းခေတံဆိုတာဒါအနာဂံဆင့်ကိုပြောလိုက်တာဝိပဿနာတရားအထုတ်ရအဲ့ဒီအနာဂံဖြစ်သွားနာဟိဇာတုကပ္ပတေယပုဏ္ဏရေတိနောက်ထပ်ပရိသေမနေရဘူးဆိုတဲ့ယဟန္တာအစဉ်ပြောတာအဲ့တော့မေတ္တာကနေဝိပဿနာကူးသွားတာကိုသင်တာရသော်ဗျာအဲ့ဒီမှာရွတ်ကြဟေးဆိုတာမပါဘူးနော်ဒါမရွတ်ရဘူးလို့မပြောပါဘူးရွတ်ပြီးတဲ့အခါအဓိပ္ပာယ်စဉ်းစားတဲ့အခါဖះဘာခိုင်းတာလဲရွတ်ခိုင်းတာလားကျင့်ခိုင်းတာလားအဲ့တော့ကျင့်ခိုင်းတယ်ဆိုကျင့်အဲ့တော့ပြောရပေါ့မိုးကုတ်ဆရာကြီးပြောတဲ့စကားလဲဒီအဓိပ္ပာယ်ဖြစ်မယ်တောက်ဆေးကိုလိမ့်ဆေးလုပ်နေကြတာဆိုပြီးတော့ပြောတဲ့စကားလေအဲ့တော့တောက်ဆေးကတောက်ကိုတောက်အောင်ပါလေလိမ့်တဲ့ဆေးဆိုလိမ့်ရမှာမတောက်အောင်အဲ့သူဟာနဲ့သူလှုပ်တဲ့နဲ့ပေါ့အဓိပ္ပာယ်ကတော့တရားတော်တွေထဲမှာအကုန်လုံးအဲ့ဒါကိုဆိုလို့တယ်သင်ထားပြီးတော့ဒီတရားကဆိုလိုတဲ့အ내ဒိဗ္ဗေရဲ့အကျိုးကျေးဇူးကိုသူဘာမှမရလိုက်ဘူးတဲ့မလုံးသည့်အတွက်ကြောင့်ဘာမှမရဘူးဒါကြောင့်မို့သင်ယုံသင်ပြီးတော့အဓိဗ္ဗေနားမလဲလို့ရှိရင်ဒါဝေကိုဖမ်းမတတ်ဖ ೇನೆ ဖမ်းတယ်လို့ဖြစ်လိမ့်မယ်လွဲမှားတဲ့အယူဆတွေရှူလိုက်တာနဲ့တပြိုင်နက်သူသင်ထားတာသူသိထားတဲ့ဟာကကောင်းတဲ့ဘက်ကိုဥဆောင်မှုမပြုဘဲနဲ့မကောင်းတဲ့ဘက်တလွဲသုံးချသွားတယ်လို့သူဆိုလို့တယ်နော် a little knowledge dangerous things ဆိုလိုက်တာပြောတာပါပဲနော်မပြည့်စုံတဲ့တတ်ပညာအနေတစ်ခုပဲ